စက္ကန့်60ဘူးသရတကူရဖို့အတွက်စက္ကန့်60ပဲလိုပါတယ်ကမ္ဘာပထမဆုံးဓာတ်ပုံဆယ်ဗီဓာတ်ပုံတွေမပေါ်ခင်စမတ်ဖုန်းတွေမပေါ်ခင်ဒီဓာတ်ပုံလေးကနေစတင်ခဲ့ရဆိုရင်တင်လို့ရုံမလားဒီနေ့ဘီလီယံပေါင်းများစွာသောဓာတ်ပုံတွေကနေ့စဉ်ကမ္ဘာတစ်ဝန်းမှာရိုက်ကူးနေကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပထမဦးဆုံးရိုက်ကူးခဲ့တဲ့ဓာတ်ပုံပုံစံကဘယ်လိုပုံစံလဲဆိုတာကိုစဉ်းစားမိပါသလား1826ခုနှစ်ပြင်သစ်တူရှင်သူဂျိုးဆက်ဟာကမ္ဘာပထမဦးဆုံးအောင်မြင်တဲ့ဓာတ်ပုံကိုရိုက်ကူးနိုင်ခဲ့ပါတယ်ဓာတ်ပုံရဲ့နာမည်ကတော့ View from the window at Ligra ဖြစ်ပြီးသူ့အိမ်ရဲ့ဗရင်ပေါက်ကနေမြင်ရတဲ့မြင်ကွင်းကိုရိုက်ကူးထားတာပါဒါပေမဲ့အံ့ဩစရာကောင်းတာတစ်ခုကဒီဓာတ်ပုံတစ်ပုံရဖို့အတွက်ကင်မရာကို8နာရီလောက်မလုံးမရှက်ထားခဲ့ရတာပါဒီနေ့ကျွန်တော်တို့ဖုန်းတွေနဲ့စက္ကန့်ပိုင်းအတွင်းဓာတ်ပုံရနေတာဟာဒီ8နာရီကြာစံသတ်မှုကနေစတင်ခဲ့တာပါအခုချိန်မှာတော့အဲ့ဒီဓာတ်ပုံကိုကမ္ဘာပထမဦးဆုံးအမြဲတမ်းထိန်းသိမ်းထားနိုင်တဲ့ဓာတ်ပုံအဖြစ်သမိုင်းမှာမှတ်တမ်းတင်ထားပါတယ်ကမ္ဘာပထမဆုံးဗီဒီယိုဒီနေ့ကျွန်တော်တို့ဖုန်းနဲ့အလွယ်တကူဗီဒီယိုရိုက်ကူးလို့ရနေပါတယ်ဒါပေမဲ့ကမ္ဘာပထမဆုံးဗီဒီယိုကဘယ်လိုပုံစံလဲဆိုတာကိုသိသိပါသလား1888ခုနှစ်ပြင်သစ်ပညာရှင် Louis Le Prince ဟာ Runway Garden Sense လို့အမည်ပေးထားတဲ့သူရဲ့ခမတွေပိုင်တဲ့ Runway အင်ကြီးရဲ့အနောက်ဘက်ဥယျာဉ်ထဲမှာကမ္ဘာပထမဆုံးဗီဒီယိုလေးကိုရိုက်ကူးနိုင်ခဲ့ပါတယ်ဒီဗီဒီယိုဟာ2စက္ကန့်သာကြာမြင့်ပြီးလူ၄ယောက်ဥယျာဉ်ထဲမှာဗီဒီယိုစမ်းသပ်ရိုက်ကူးဖို့အတွက်လက်ပတ်လမ်းလျှောက်နေကြတဲ့ဗီဒီယိုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ2စက္ကန့်လေးက YouTube TikTok နဲ့ရုပ်ရှင်လောကတစ်ခုလုံးရဲ့အစဖြစ်လာခဲ့ပါတယ်ပိုပြီးထူးခြားတာကဒီဗီဒီယိုထဲမှာပါဝင်တဲ့ Louis Le Prince ရဲ့ရောက်ခမဟာဒီဗီဒီယိုရိုက်ပြီး10ရက်ကြာမှာပဲကွယ်လွန်သွားခဲ့ပါတယ်ဒါလူတယောက်ရဲ့လှူရှားမှုကိုတရှိထင်ရှားနောက်ဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့ကမ္ဘာပထမဦးဆုံးသမိုင်းဝင်ဗီဒီယိုလည်းဖြစ်ပါတယ်အခုချိန်မှာလည်း Runway Garden Sense ကို online ပေါ်မှာကြည့်ရှုနိုင်ပြီးကမ္ဘာပထမဦးဆုံးဗီဒီယိုအဖြစ်သမိုင်းဝင်နေစေဖြစ်ပါတယ်ပထမဆုံးသောတိုက်ရိုက်ထုတ်လွှင့်မှုဒီနေ့က TikTok, YouTube, Facebook နဲ့ Twitter တို့မှာလူတန်းပေါင်းများစွာက live stream တွေကိုနေ့စဉ်ကြည့်ရှုနေကြပါတယ်ဒါပေမဲ့ကမ္ဘာပထမဆုံး live stream ကဘာကိုပြသခဲ့လဲဆိုတာကိုသိပါသလား1993ခုနှစ် Cambridge တက္ကသိုလ်ကကွန်ပျူတာသိပ္ပံပညာရှင်တွေဟာ Trojan Room Coffee Pot လို့ခေါ်တဲ့ coffee အိုးကိုစောင့်ကြည့်ဖို့ live camera တစ်လုံးတပ်ဆင်ခဲ့ပါတယ်အကြောင်းရင်းကတော့အရန်ရုပ်ရှင်းပါတယ် coffee ကန်းထိလမ်းလျှောက်မသွားခင် coffee ကြံသေးလားဆိုတာကိုသိချင်လို့ဖြစ်ပါတယ်သူတို့ဟာ coffee အိုးရှင်းမှာကင်မရာတစ်လုံးတပ်ဆင်ထားပြီးကွန်ပျူတာကွန်ရက်ကနေတစ်ဆင့်ပုံရိပ်တွေကိုစက္ကန့်နည်းငယ်ခြားတိုင်း update လုပ်ခါပို့လုပ်ခဲ့ပါတယ်ဒီရုပ်ရှင်းတဲ့အကြံစီလေးကပဲဒီနေ့ကျွန်တော်တို့သိတဲ့ live stream ရဲ့ဤပညာအစဖြစ်လာခဲ့ပါတယ် coffee အိုးတစ်လုံးကိုကြည့်ရကနေဒီနေ့မှာတော့ဖျော်ဖြေပွဲတွေဘောလုံးပွဲတွေဂိမ်းကစားတာတွေကမ္ဘာတစ်ပုံက content creator တွေရဲ့တန်းပေါင်းများစွာသော live stream တွေဒါတွေကိုကြည့်ရှုနိုင်တဲ့ခေတ်ကိုရောက်ရှိလာတာဖြစ်ပါတယ်ဒီမှာစိတ်ဝင်စားစရာကောင်းတာကတော့ကမ္ဘာပထမဆုံး live stream ကလူတယောက်မဟုတ်ပဲ coffee အိုးတစ်လုံးပဲဖြစ်နေခဲ့တာဖြစ်ပါတယ်ကမ္ဘာပထမဆုံး YouTube ဗီဒီယိုဤပညာပိုင်းမှာပဲဖြစ်ဖြစ်ပြုပြင်ရေးကိစ္စတွေမှာပဲဖြစ်ဖြစ်ဘာပဲလို့ဟောင်းတူနဲ့ရိုက်ရှာနေကြတယ်မှတ်လားYouTube ကိုနေတိုင်းကြည့်နေကြပါမယ် YouTube ပေါ်မှာပထမဆုံးတင်ခဲ့တဲ့ဗီဒီယိုကဘာလဲဆိုတာကိုမသိပါသလား2005ခုနှစ် April 23ရက်နေ့မှာ YouTube ကိုပူးတွဲတည်ထောင်တဲ့သူ Joel Karin က YouTube ရဲ့ပထမဆုံးဗီဒီယိုကိုတင်ခဲ့ပါတယ်ဗီဒီယိုရဲ့နာမည်ကိုတော့ Me at the Zoom လို့ခေါ်ပြီး American နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်က San Diego တိရစ္ဆာန်ဆောင်မှာရိုက်ကူးခဲ့တာပါအဲ့ဒီဗီဒီယိုထဲမှာတော့စင်ဒီရဲ့နှံပေါင်းအကြောင်းကို19စက္ကန့်စာပြောထားတာလေးပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ19စက္ကန့်စာဗီဒီယိုလေးကပဲ YouTube ရဲ့ဘီလီယံပေါင်းများစွာသောဗီဒီယိုတွေရဲ့အစဖြစ်လာခဲ့ပါတယ်ဒီဗီဒီယိုဟာအခုချိန်ထိ YouTube ပေါ်မှာသန်းပေါင်းများစွာသောလူတွေကြည့်ရှုနေကြဆဲဖြစ်ပြီး YouTube သမိုင်းရဲ့အရေးကြီးတဲ့ဗီဒီယိုတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်မိတ်ဆွေတို့လည်း Me at the Zoom လို့ရိုက်ရှာပြီးတွားရောက်ကြည့်ရှုနိုင်ပါတယ် 60-second facts. Every minute has a story.